တော့ခုကဘာလို့စောင့်နေရခုကဘာစောင့်နေရလဲ ကိုတင်ဆက်ရှိနေကိုဘာလို့ဒီလိုချင်တော့ ဝေးပဲလာတာကျွန်တော်နေရာလဲပူလေးခုဒီတော့ကုန်လောက်ရတယ်ဗျာစတူဒီယိုစုံစမ်းလို့ရှိတယ် စေရနေရှိဘောနော် ဒီမှာပဲအဆင်ပြေမယ်ထင်ပါတယ်တွင်းနေရပါတယ်အခုကဘရိုဒုတိယပုတ်နော် အန်တီဒီယန်တော့ အထေးတီးရဟိုကတော့ရှိခဲ့ပါတွေကတော့ပြီးသွားပါတယ် ပြီးပါပြီခွာပါလေဟိုနားတော့စိတ်ထဲမှာမျိုး technique ကိုတိုင်းစိတ်ပူပြီးတော့လေအဲ့လိုဖြစ်နေလို့အဲ့ဒါလေးပြန်လာအောင်